အဲ့တော့နောက်တစ်ခုကြည့်မယ်အဲ့တော့စပြီခုမှနော်သူ့ရဲ့သင်ခန်းစာခုမှစတာအဲ့တော့ marketing ဆိုတာဘာလဲအဲ့အားလုံးသိပြီးသားပဲဒီဟာကိုကျွန်တော်ဒါလေးကိုအကြမ်းမြင်ပဲပြောတော့မယ်ဟိုမလုပ်တော့စာမမေးတော့ဘူးပေါ့နော်အဲ့တော့ marketing ဆိုတာသူကဘာလဲဆိုတော့ဒီမှာ activity တစ်ခုဖြစ်တဲ့ institution process for creating လုပ်တယ် communicating လုပ်တယ် delivering လုပ်တယ် exchange offering လုပ်တယ်လေးခုเนาะပြန်ကြည့်မယ်အနည်းအောင်ပြတယ် creating ဖန်တီးတယ်ဟိုကဥမာကျွန်တော်စာသင်မယ်ဆိုလို့ရှိရင်ကျွန်တော်ဘာကြီးလုပ်ရမလဲတင်ရုံမရှိဘဲနဲ့ကျွန်တော်သင်လို့ရလား PowerPoint မရှိဘဲနဲ့သင်လို့ရလား online မှာသင်နေတယ်ကွာ PowerPoint မရှိဘဲနဲ့ကျွန်တော်သင်လို့ရပါဘူးမရအောင်နော်မလွယ်ဘူးလေတင်ရုံမရှိဘဲနဲ့သင်လို့မရဘူးတင်ရုံဖန်တီးရတယ်အဲ့တော့ဖန်တီးခြင်းအဲ့တော့ကျွန်တော်ကရေတံမှုရောင်းချင်လို့ရှိရင်ကျွန်တော်ရေသက်စိတ်ုံထောင်းပါရေသက်စုံထောင်းမယ်ရေတံမှုတွေထုတ်စသဖြင့်လုပ်တယ်ပြောချင်တာကိုရောင်းချင်တာကအဲ့တော့ကျွန်တော်ရောင်းတော့မယ်လို့ပြောလို့ရှိရင်ကျွန်တော် product and service ဆိုတာနှစ်မျိုးပဲရှိတယ်နော်အဲ့တော့ကျွန်တော်တို့ပစ္စည်းတွေရောင်းတော့မယ်ဆိုလို့ရှိရင် product လား service လားနှစ်မျိုးရှိအဲ့တော့ကိုရောင်းချင်တဲ့ product and service ကိုကျွန်တော်မလုပ်ပြရလဲဖန်တီးပေးရတယ်အဲ့တော့ marketing ဒီသူ့ရဲ့ equation ကိုသူ့ရဲ့ဒီ definition ကိုရှင်းမယ်ဆိုရင် creating လုပ်တယ်ဆိုတာကိုက product ရောင်းမှာလား service ရောင်းမှာလားကိုကထမင်းဆိုင်ဖွင့်နေတယ်ဆိုရင်မလုပ်ရမယ်ထမင်းတွေဟင်းတွေရှိရမယ်လေဟုတ်တယ်မလားအဲ့တော့ဟင်းအမယ်များလို့ရှိရင်ပိုရောင်းရတာပေါ့အဲ့လိုမျိုးအခုကျွန်တော် service ပေးမယ်အခုကျွန်တော် digital marketing service ပေးခြင်းတယ်အဲ့တော့ကိုပေးခြင်းတဲ့ service တွေကိုကိုအဲ့လိုဖန်တီးရတယ်လေကိုမှရောင်းစရာတခုအဲ့တော့အဲ့ဒါကကျွန်တော်တို့ကအချုပ်ကိုဘယ်လိုခေါ်လဲဆိုတော့ P လို့ခေါ်တယ် product လို့ခေါ်တယ် PRO DUCT product လို့ခေါ်တယ်အဲ့ဒါဒီ creating ကိုကျွန်တော် product လို့ခေါ်တယ်နောက်တစ်ခုမကြည့်မလဲ communicating အဲ့ communication လုပ်တယ်ဆိုတာကကိုကဒီကွန်ပျူတာကိုဘယ်လိုထုတ်ပါတယ်ဘယ်လောက်နဲ့ရောင်းပါတယ်အရေးသွေးကဘယ်လိုကောင်းပါတယ်သူမနဲ့ရှင်းလို့ရှိရင်ဘယ်လိုသားပါတယ်ဒါတွေကိုပြောတာအဲ့တော့အဲ့ဒါဒီဘာလဲဆိုတော့ဘာလုပ်ကြတာလဲ P တစ်ခုထွက်လာတယ် promotion လုပ်တာအဲ့တော့ဒါဒီ promotion လုပ်တာအဲ့တော့ဒီမှာ product ထွက်လာပြီ promotion ထွက်လာပြီအဲ့တော့ marketing 4P ဆိုတာတချို့တွေသိကြလိမ့်မယ်ဘာတွေပါလဲ product က price က place က promotion အဲ့တော့အခုဒီမှာ product ကပါသွားပြီ product ပြီးသွားပြီ promotion ပြီးသွားပြီအဲ့လည်းမှာပါကြ price ကျန်တယ် price က place ကကျန်အဲ့တော့ဒီမှာ delivering ဆိုတာဘာလဲဆိုတော့ place ကိုယ်ဆိုင်ရှိတဲ့နေရာ product and service တွေ customer ရှိကိုပို့တဲ့အခါမှာလွယ်လွယ်ကူကူပို့လို့ရမယ် customer တွေကိုယ်စီလာတဲ့အခါမှာလွယ်လွယ်တကူထားလို့ရမယ်အဲ့တော့ဒီကုန်ပစ္စည်းတွေရောပို့တယ်ကျွန်တော်လေရင်တန်းဆိုလို့ရှိရင်ဗာလဲယထာတန်းကားတန်းလှဲတန်းနဲ့သွားနေဘယ်သူမှလာမလို့ကိုစီနော်အဲ့တော့လွယ်လွယ်ကူဖြစ်ရမယ်ကျွန်တော်အဲ့တော့ place ကိုရွေးချယ်တယ်ဥပမာနမူနာကျွန်တော်ဗာနဲ့ပြောလဲဆိုတော့ဥပမာ city map တို့ရန်ကုန်မှာဆိုလို့ရှိရင် one stop map တို့ GNG တို့ ABC တို့ဘယ်လိုနေရာတွေမှာဖွင့်လဲ customer တွေလွယ်လင်းတကူသွားလို့ရတဲ့နေရာမျိုးတွေမှာဖွင့်တယ်အဲ့ဒါဒီဘာလဲဆိုတော့ place နောက်ဆုံးတစ်ခုက exchange offering ပေါ့နော်အဲ့တော့ exchange offering ကိုနမူနာပြောလို့ရှိရင်မှာကျွန်တော်တို့ခရီးသွားကြတယ်ခရီးသွားရင်းနဲ့နမူနာလမ်းမှာကျွန်တော်ရေစားတယ်အဲ့တော့ကျွန်တော်1လီတာရေတံမှုတစ်ခုဝယ်လိုက်တယ်ဘယ်လောက်ပေးရ1000ပေးရတယ်အဲ့တော့ပြောချင်တာကကျွန်တော်တို့ရေစားလိုက်တယ်ပတ်စံ1000ပေးလိုက်တယ်ကျွန်တော်ရေတံမှုတစ်ခုရတယ်အဲ့ဒါဒီ exchange offering အဲ့တော့ဒီကအဲ့ဒါကိုပြောတာเนาะအဲ့တော့ဒီ၄ချက်ပေါ့အဲ့တော့အဲ့၄ချက်ကိုဘာလုပ်လဲ exchange offering ဘယ်လိုသွားလဲဆိုတော့ကျွန်တော်တို့ရဲ့ customer တွေ client တွေ partner တွေတို့မှကျွန်တော် society တွေကိုကျွန်တော်အဲ့ဒါပေးပြီးတော့ကျွန်တော်တို့ကဒီ၄ခုနဲ့အချိန်လောက်ထားအောင် marketing လို့ပြောတယ်ဒါဒီ Felix Cordala ပြောတာ marketing ဆိုတော့အားလုံး Felix Cordala လို့ပဲပြောကြတာဒါဒီ Felix Cordala မဟုတ်ဘူး American Marketing Association က2000ခုမှာထုတ်ပြန်ခဲ့တဲ့သူတို့ရဲ့ definition Begin your future with ATBC